ရေလောင်းလို့ရမလားဗျ မရဘူးရှင့်ကျမကဥပုသ်ဆောင်သွားမှာ ဟာမယုံပါဘူးဗျာခင်ဗျားလေးအဖြူနဲ့ယူလည်းမဝတ်ထားပဲနဲ့ ဥပုသ်ဆောင်နိုင်အဖြူညိုပဲဝေးရတယ်လို့မရှိပါဘူးနော်ကိုစီမရှိရဲ့မြန်မာဝမ်းဆက်လဲဝေးလို့ရတယ်ရှင့် မဟုတ်သေးပါဘူးခင်ဗျားကြီးလင်းနေတာမလား ဟောရှင်မယုံရင်ရှင်လည်းအဝတ်သွားလေချီကျမနဲ့အတူဥပုသ်ကြောင့်သွားမယ် တကယ်ခေါ်ပါလားကျွန်တော်လေ နိုင်ကဲခေါ်မှာလူများမယုံတင်ကားနဲ့လိန်နေရလေးပါလေးနဲ့လူကွာစားအေး ဟဲ့ကိုကြားရင်နော် ဘာလဲဘာပြောမိလို့လဲဘာမှမပြောပါဘူး ဟာမင်းကဘယ်လိုလေးလဲကွာရှစ်စရာလေ ဘာရှင့်တော်ပြီရှင်ဥပုသ်ကြောင့်မခေါ်တော့ဘူး ဟောဗျာမြေဆောင်ထိုးသွားတာလေအတက် ဘယ်လိုလုပ်နဲ့လာတွေ့နေမှမသိစိတ်ညစ်တယ်တကယ်